ခင်ပွန်းတဲ့ကချစ်သူများနေမှာပေးလာတဲ့ဒေါ်လာတန်းကြီးတန်တန်ဖိုးကြီးလက်ဆောင်တစ်ခုကိုထုတ်ကြွလာတဲ့ဝင်းမုံရွှေကြီးပရိသတ်များအားလုံးပဲမင်္ဂလာပါရှင်ခင်ပွန်းတဲ့ကချစ်သူများနေမှာပေးလာတဲ့ဒေါ်လာတန်းရချီတန်တဲ့တန်ဖိုးကြီးလက်ဆောင်တစ်ခုကိုထုတ်ကြွလာတာကတော့တရုတ်ဆောင်မင်းသမီးဝင်းမုံရွှေကြီးပါဝင်းမုံရွှေကြီးရဲ့ခင်ပွန်းတဲ့ကဇနီးကျော်လေးကိုချစ်သူများနေမှာတန်ဖိုးဒေါ်လာတန်းရချီတန်တဲ့လက်ဆောင်တစ်ခုပေးခဲ့ပါတယ်အနုပညာလောကမှာတော့ဝင်းမုံရွှေကြီးကိုကံအကောင်းဆုံးအမျိုးသမီးလေးအဖြစ်သတ်မှတ်ထားကြတာပါဝင်းမုံရွှေဟာကိုရိုင်းကနိုင်ငံကျော်တရုတ်ဆောင်မင်းသမီးဖြစ်တယ်လို့သူမတူတဲ့အလှတရားတွေကိုပိုင်ဆိုင်ထားတာလည်းဖြစ်ပါတယ်။ဝင်းမုံရွှေကတရုတ်ဆောင်ကောင်းတယ်လို့ဖက်ရှင်ကြကြစမတ်ကြကြနဲ့ထက်မြက်တဲ့အထိတ်တန်းမင်းသမီးအနုပညာရှင်တူပါဝင်းမုံရွှေရဲ့အလှတရားတွေကနိုင်ငံတကာစံချိန်စံညွှန်းမိပါတယ်။ဒါကြောင့်လည်းဝင်းမုံရွှေဟာအောင်မြင်မှုတွေကိုနှစ်ပေါင်းများစွာထိန်းထားနိုင်တာပါ။တခြားတစ်ဖက်မှာတော့ဝင်းမုံရွှေကအိမ်ထောင်ရေးကန်အခြေရေးကန်မှာကောင်းနေရဖြစ်ပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲဝင်းမုံရွှေကမြန်မာနိုင်ငံရဲ့အချမ်းသာဆုံးစီးပွားရေးလုပ်ငန်းရှင်တထေးကြီးကိုနိုင်ဖြိုးကျော်ကိုလက်ထပ်ထားတာလည်းဖြစ်ပါတယ်။ဝင်းမုံရွှေရဲ့ခင်မွန်းတဲ့ကမြန်မာနိုင်ငံမှာလက်ညှိုးထိုးမလွတ်အောင်စီးပွားရေးလုပ်ငန်းများစွာကိုပိုင်ဆိုင်ထားတာဖြစ်တယ်လို့ကိုရိုင်းကလည်းဇနီးလေးကိုအရန်ကိုချစ်ခင်တန်ဖိုးထားတာပါ။တထေးကြီးကိုနိုင်ပြိုးကျော်ဟာဝင်းမုံရွှေကိုအနုပညာမှာရောနေရာဆုံးမှာပါလိုလေးသိမရှိအောင်ဖြည့်ဆည်းထားပါတယ်။ဒါအပြင်အထိမ်းအမှတ်နေ့တွေအလိုက်တန်ဖိုးကြီးရတနာတွေကိုတစ်ခုနဲ့တစ်ခုမယိုးရအောင်ဆင်မြန်းပေးထားပါတယ်။အခုမကြသေးခင်ကပြီးသွားတဲ့ချစ်သူများနေ့မှာဆိုရင်ဝင်းမုံရွှေရဲ့ခင်မွန်းတဲ့ကဇနီးကျော်လေးအတွက်တန်ဖိုးကြီးလက်ဆောင်တစ်ခုကိုပေးခဲ့တာပါ။အဲ့ဒါကတော့ကမ္ဘာပေါ်မှာရှိသမျှတွင်းထွက်ရတနာပစ္စည်းပေါင်းစုံနဲ့ပြုလုပ်ထားတဲ့တန်ဖိုးကြီးလေဆွဲပရက်ကြီးပါ။အဆိုပါဘရက်မှာဆိုရင်တော့နီလာမြပဒံများစိန်နဲ့အုတ်သက်ဖျားဂေါ်မုတ်စတဲ့ရတနာတွေကိုထည့်သွင်းထားတာဖြစ်ပါတယ်။ဒီလိုထည့်သွင်းတဲ့ကြောင့်မြတ်ရတနာတွေကလည်းကာရပေါင်းများစွာတန်ဖိုးကြီးပြီးတော့အရွယ်စားကြီးမားတဲ့ကြောက်တွေကိုသာအသုံးပြုထားပါတယ်။အဆိုပါရတနာကိုမြန်မာနိုင်ငံရဲ့နာမည်အကြီးဆုံးဒီဇိုင်နာမိုးကုတ်ပေါပေါနဲ့အတူတခြားသောပညာရှင်တွေကိုယ်တိုင်ကဖန်တီးထားတာဖြစ်ပြီးဒေါ်လာတန်းရာချီမြန်မာငွေနဲ့ဆိုရင်သိန်းပေါင်းတောင်းချီတန်ဖိုးကြီးမှာပါတယ်။ဒီလိုတန်ဖိုးကြီးအထွတ်မြတ်ရတနာတွေကိုတထေးကြီးကိုနိုင်ဖြိုးကျော်ကဇနီးတဲ့ဝင်းမုံရွှေကြီးအတွက်လက်ဆောင်ပေးခဲ့တာဖြစ်တယ်လို့အဆိုပါရတနာတွေကလည်းဝင်းမုံရွှေကြီးလိုတော်ဝင်ဆန်တဲ့အလှတရားပိုင်ရှင်နဲ့ကွက်တိလိုက်ဖက်ညီနေပါတယ်။အားလုံးသိကြတဲ့အတိုင်းပဲချစ်သူများနေဆိုတာကချစ်သူတွေချင်းချင်းလက်ဆောင်ပေးကြတာပါ။အနုပညာရှင်တွေထဲမှာလည်းသူတို့ရဲ့ချစ်သူတွေခင်ပွန်းတဲ့တွေစီကရရှိတဲ့လက်ဆောင်တွေကိုအပြိုင်ဆိုင်ချပြနေကြတာဖြစ်ပါတယ်။ဒီအထက်ကမှဝင်းမုံရွှေရရှိတဲ့လက်ဆောင်ကတော့တကယ်ကိုတန်ဖိုးကြီးပြီးတော့အဖိုးအနက်ကထိုက်တန်နေတာပါ။ဒါကြောင့်လည်းဝင်းမုံရွှေကိုအနုပညာရှင်မင်းသမီးတွေထဲမှာအရေးချင်းအရှိဆုံးအိမ်တောင်ရေးကန်အကောင်းဆုံးသူအဖြစ်သတ်မှတ်ကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ဝင်းမုံရွှေတို့ဇနီးမောင်နှံဟာချစ်သူများနေအပြီးမှာတရုတ်နှစ်တိကိုနေဖြစ်နေခင်ပွန်းတဲ့ရဲ့ဇာတိမြေတရုတ်နိုင်ငံမှာနှစ်ယောက်သားပျော်ပျော်ရွှင်ရွှင်နဲ့လဲပတ်နေကြတာဖြစ်ပါတယ်။ဗီဒီယိုကိုကြည့်ရှုနေကြတဲ့သူတွေကရောချစ်သူများနေ့မှာဝင်းမုံရွှေရရှိခဲ့တဲ့လက်ဆောင်ကိုသဘောကျရဲ့လားဆိုတာမှတ်ချက်ပေးခဲ့ပါအောင်ရှင်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်။